ဘယ်လိုနေရာဒေသမှာမဆိုလျှက်စစ်မီးကိုကုန်ကြစိတ်အ ਨੇ ဆုံးအသုံးပြုနိုင်ဖို့အတွက်ဆိုလာမီးပေးစနစ်လေးတစ်စုံနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒီဆိုလာမီးပေးစနစ်လေးကတော့အာမခံပါဝင်တဲ့ဆိုလာအင်ဗာတာဘက်ထရီတွေကိုသာတွဲဆက်ပေးထားပြီးနေရာဒေသမျိုးမှာအက်ကိုလာ Wi-Fi TV အိမ်မီလက်တော့နဲ့အခြားအိမ်သုံးရုံးသုံးဆိုင်သုံးလျှက်စစ်ပစ္စည်းတွေကိုအဆင်ပြေပြေနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ဒီတစ်စုံမှာဆိုရင်တော့3နှစ်အာမခံပါဝင်တဲ့330ဝက်မိုနိုဒိုက်ဆိုလာပန်နဲ့တစ်ချက်နဲ့အင်ဗာတာမှာဆိုရင်အိန္ဒိယနိုင်ငံထုတ်ကိုမှလူမီနီယာအမတ်တစိတ်850ဘူးရေတွဲဖို့ပြူဝါဆိုင်ဝင်းအင်ဗာတာလေးတစ်လုံးနဲ့ဘက်ထရီအိုးမှာဆိုရင်တော့သုံးဘူးသူတိုင်းကအရန်ကိုကြိုက်တဲ့ BNN နိုင်ငံထုတ်ဥရောပနည်းပညာနဲ့ပြုလုပ်ပေးထားတဲ့1အမတ်တစိတ်150 ampere hour တွဲဖို့ acid battery တစ်လုံးတို့ပါဝင်မှာဖြစ်ပြီးတော့ PWM solar charge controller တစ်လုံးလည်းပါဝင်မှာပဲဖြစ်ပါတယ်ဒီ solar မီးပေးစနစ်တစ်စုံဟာဆိုရင်တော့နေရာဒေသမျိုးမှာကုန်ကြစိတ်အသက်သာဆုံးနဲ့လျှက်စစ်ပစ္စည်းတွေကိုအသုံးပြုနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့အနေနဲ့ကဒါမျိုး solar မီးပေးစနစ်လေးတွေအပြင်ကိုမှအခြားသောလျှက်စစ်ပစ္စည်းနဲ့စက်ပစ္စည်းအစုံလင်ကိုတနေရာထဲမှာစုံလင်စွာနဲ့လက်လီလက်ကဝယ်ယူအားပေးလို့ရဆိုရင်တော့ညီမတို့10ပြားစိရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့39ခွန်ခွန်93လုံး10တို့မှာလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမီးမြန်းဝယ်ယူအားပေးလို့ရသလို10ပြားစိဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးပြည်ဦးလွင်တောင်ကြီးမြို့တွေမှာလည်းလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကြလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်10ပြားစိဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့မြို့ကြီးတွေမှာဆိုရင်တော့ပို့ဆောင်ကအခမဲ့အိမ်ရောင်းဝယ်ချေစနစ်လေးနဲ့ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်ရှင်